မိတ်ဆွေ AI ကောင်းစားတွေသုံးချင်တာအခုထိပတ်စံကုန်မှာစိုးရိမ်နေတော့မလား ChatGPT ပလက်ကိုတစ်လကိုဒေါ်လာ20ပေးပြီးတော့သုံးနေရတော့မလားဒါဆိုရင်ရှက်လိုက်ပါတော့ကျွန်တော်က Google ကနေပြီးတော့ developer တွေတွဲထုတ်ထားတဲ့တီးတန့်ထုတ်ပေးထားတဲ့ပြီးတော့လူတီနဲနေသေးတဲ့ Premium AI တိုးတစ်ခုအကြောင်းကိုအခမဲ့သုံးနည်းလေးပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကနေကျန် AI channel ရဲ့တင်ဆက်သူအောင်စရာဟိန်းဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်နဲ့အတူတူဗီဒီယိုလေးကိုစောင့်အောင်လိုက်ကြည့်ပေးဖို့ပြောချင်ပါတယ်ကျွန်တော် Chrome တစ်ခုခုလေးကိုတွားလိုက်မယ်အမှကျွန်တော်တို့အရင်ဆုံး ChatGPT Black ကိုတစ်ချက်ကြည့်လိုက်မယ် Okay ကျွန်တော် ChatGPT Black ကိုတွားလိုက်မယ်အဲ့လိုလေးရိုက်ရှာလိုက်မယ်ဒီမှာ free ရှိမယ် go ရှိမယ် plus ရှိမယ် pro ရှိမယ် plus ကတော့ကိုတို့အမတို့သုံးနေတယ်တစ်လကိုဒေါ်လာ20ပေးသုံးနေတယ် plus ဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ Gemini plus ပတ်စံပေးသုံးရ Gemini ကိုကျွန်တော်တွားကြည့်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ free ရှိမယ် Google AI Plus ရှိမယ် Google AI Pro ရှိမယ် Google AI Ultra ရှိမယ်ဒီမှာကျွန်တော်တို့$4ပေးရမယ်$125ပေးရမယ်ဒီမှာကျွန်တော်တခုပြောချင်တာက Model 3 Pro ကိုကျွန်တော်တို့ limit နဲ့ပဲပေးထားတယ်ပြီးရင်သူပြောတဲ့ပေးထားတာက3 flap သုံးလို့ရမယ်ဒီမှာကျွန်တော်တို့ Google AI Plus မှာကြာတော့သူက Model 3 Pro ပေးထားမယ်ဗနာနာရမယ်ပြီးရင်ဗီဒီယိုထုတ်ဖို့အတွက်ကျွန်တော်တို့ limit နဲ့ 3.1 frame ပေးထားတယ်အခုကျွန်တော်ပြောပြပေးမှာကဒီလိုမျိုးတွေပတ်စံကုန်စေရမလို့နောက်ပြီးတော့ကျွန်တော်တို့ Google ရဲ့အကောင်းဆုံး Model 3 Pro ကိုအလကားသုံးလို့ရမယ် AI တို့တစ်ခုဒါကတော့ Google AI Studio ပါကျေးဇူးပြုပြီးတော့ US VPN လေးဖွင့်ထားရင်ပိုကောင်းပါတယ်ကျွန်တော်တို့Google AI Studio လေးကိုဝင်မယ်ဒါဆိုရင်ကျွန်တော်တို့ Google AI Studio ကိုရောက်ပြီကျွန်တော် channel တွေကိုရှင်းမပြတော့ဘူးကျွန်တော်အရင်ဆုံး new app ကိုသွားမယ်အခုဒီမှာကျွန်တော်ပြောချင်တာကကြတော့ဒီမှာ Gemini 3 Pro ခုနကကျွန်တော်ပတ်စံပေး300ရဲ့ဒီမှာအလကား300ရဲ့ပြီးရင်သူက3 flat ဟိုမှာပတ်စံပေး300ရဲ့ဒီမှာအလကား300ရဲ့နည်းနည်းပုတ်ပုတ်ပပနဲ့မြင်မြန်ဆက်ဆန်လေးလိုချင်တယ်ဆိုလို့ရှိရင် frag ကိုသုံးပါဒါပေမဲ့နည်းနည်းခက်ခဲနေနေတယ်ဘာညာကိုကသုံးနေတယ်ဆိုလို့ရှိရင်တော့3 pro ကိုသုံးလို့ရပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့အခုစမ်းပြမှာကကြတော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်ကိုသူ့ကိုအနည်းချုပ်ပြီးတော့စာထုတ်ခိုင်းမယ်โอเคဒါလေးရမှားနေတာโอเคဒါဆိုရင်ကျွန်တော်တို့အဗီဒီယိုကိုဒီထဲကိုကျွန်တော်ပြစ်ထည့်လိုက်မယ်ကျွန်တော်ကဒီဗီဒီယိုလေးရွေးလိုက်မယ်โอเคဒီမှာဗီဒီယိုဖိုင်လေးရောက်သွားပြီပြီးရင်ကျွန်တော် promo ပေးရမယ်ကျွန်တော်အင်္ဂလိပ်လိုမရေးပါဘူးကျွန်တော်မြန်မာလိုပဲရေးပါမယ်ဗီဒီယိုဖိုင်ထဲကအရေးကြီးတဲ့အချက်တွေကိုမြန်မာလိုနေချုပ်ပေးပါโอเคဒါဆိုရင်ကျွန်တော်သူ့ခိုင်းလိုက်မယ်ခဏတော့စိတ်ရှိရှိလေးနဲ့စောင့်ပေးရမယ်သူကစောင်းရဲမိုက်တယ်ဘာလို့စောင်းရဲမိုက်လဲလို့ပြောလို့ရှိရင်စောင်းအထူကြီးကြီးဗျာပြစ်ထည့်လိုက်လို့ရတယ်ပြီးရင်ဗီဒီယိုအရှည်ကြီးပြစ်ထည့်လိုက်လို့ရတယ်အလကားနော်ကြိုက်တယ်လို့တော့ပြီးရင်ကျွန်တော်တို့အဲ့ရဝင်ပုံမြင်လေးဖန်တီးခြင်းတယ်ကိုကလည်း audio တွင်းရမှာတိတ်ပြီးတော့မလုပ်တတ်ဘူးသူ့ကိုလိုချင်တဲ့မြန်မာစာဒါမှမဟုတ်အင်္ဂလိပ်စာကိုလိုချင်တဲ့ဘာသာနဲ့သူ့ကိုခိုင်းလိုက်သူကတကယ်ကျွန်တော်တို့လူတွေပြင်မှာပြောနေတယ်လို့ပဲဆောင်းရ quality ကောင်းတယ်ဗျာသူထုတ်ရနောက်ရကြရင်ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုလုပ်ပေးသွားမယ်ပြီးရင်အဲ့ရဝင်ပုံမြင်လေးကျွန်တော် YouTube မှာတင်မယ်ပတ်စံရှာလို့ရပါတယ်โอเคဒီမှာကြည့်လိုက်ဗျာတိတ်မကြောက်ကျွန်တော်တို့လုံဆုံးစောင်းရရင်2မိနစ်3မိနစ်ပေါ့ဒီမှာထွက်လာပြီကဲဒါလေးကိုကျွန်တော်ဖတ်ကြည့်ကြမယ်ဗီဒီယိုဖိုင်ထဲကအရေးကြီးတဲ့အချက်တွေကိုအောက်ပါအတိုင်းနစ်ချုပ်ပေးလိုက်ပါတယ်ခင်ဗျာတဲ့ကျွန်တော်ဗီဒီယိုရဲ့ရည်ရွယ်ချက် AI နည်းပညာကိုအသုံးပြုပြီးတော့တွန်းနေကြရေးကတ်တုံးပုံလေးတွေကို
ခေါနာတရဲပုံစံပြောင်းပြီးတော့ဗီဒီယိုလေးဖန်တီးပြီးတော့ YouTube မှာဝင်ငွေရှာလို့ရတဲ့နည်းလမ်းလေးမျှဝေပေးထားပါတယ်ဒါကကျွန်တော်ပထမရှင်းမှာတင်ခဲ့တဲ့ဗီဒီယိုကိုကျွန်တော်ပြန်ပြီးတော့သူ့ကိုခိုင်းလိုက်တာပါနော်အသုံးပြုတဲ့တိုးတွေ Google Gemini ပြီးရင် Google Flow ဒီမှာလောက်ဆောင်ဖို့အစိမ်းကိုသူအချက်တွေနဲ့ပြောပြထားတယ်တဆင့်ပြီးတဆင့်ပြောပြထားတယ်ပြီးရင်ဒီမှာ VPN ချိတ်ဖို့တော့မှပဲသူကပြောပြထားသေးတယ်ကဲကိုယ်ထက်ပို့ပြီးတော့တိကျတယ်ဗျာတကယ်ကောင်းတယ်ဆောင်းရမ်းကောင်းတယ်ကိုတို့အမတို့တကယ်သုံးကြည့်ပိုးကောင်းတဲ့ချက်ကဘာလဲဆိုလို့ရှိရင် free သုံးရတာဗျာ Okay ဒါဆိုရင်ကျွန်တော်ကဒီဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်ပါတယ် Google AI Studio ကိုတွားပြီးတော့စမ်းပြီးတော့ click ကြည့်ဖို့ကျွန်တော်ကပြောချင်ပါတယ်ဒီလိုမျိုးတမိုးရှိတဲ့ဒီပညာလိုအပ်ချက်တွေကိုဆက်လက်လေ့လာဖို့ဆိုရင်ကျွန်တော်ရဲ့ Nature AI Channel လေးကို Subscribe လုပ်ထားပြီးဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နာမည်အောင်စရာဟိမ့်ပါ